ဒီအမျိုးသမီးမှာထူးထူးခြားခြားရွှေနဲ့လှုပ်ထားတဲ့လက်တစ်ဖက်ရှိပါတယ်။တနေ့မှာတော့သူမဟာတောထဲမှာတစ်ပင်ခုန်နေရင်မတော်တဆတစ်ပင်ပြီးလက်ညှက်နေခဲ့ပါတယ်။သူမရဲ့ခင်ပွန်းဖြစ်သူကတစ်ပင်ကိုဖယ်ရှားဖို့အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဇနီးတဲ့ရဲ့အသက်ကိုကယ်တင်ဖို့အတွက်သူမရဲ့လက်ကိုအစိမ်နဲ့ဖြတ်ပစ်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ် လက်ပြတ်သွားပြီးတဲ့နောက်မှာတော့အမျိုးသမီးဟာသူမရဲ့လက်မရှိတော့တာကိုကြည့်ပြီးအမြဲတမ်းဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ဒါကိုမြင်ရတဲ့ခင်ပွန်းဖြစ်သူကသူမအတွက်လက်တူတစ်ခုလုပ်ပေးဖို့ကြိုးစားပေမဲ့သူမကတော့အဲ့ဒီလက်ကိုရွှေနယ်ပဲလုပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ရက်အနှဲငယ်ကြာမှာတော့ခင်ပွန်းဖြစ်သူကသူမအတွက်တောက်ပတဲ့ရွှေလက်တစ်ဖက်ကိုလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီရွှေလက်ကြောင့်ပဲသူမရဲ့ခန္ဓာကိုယ်ထဲကိုပိုးဝင်လာပြီးယောဂကျွမ်းလာခဲ့ပါတယ်။တေခါနီးအချိန်မှာတော့သူမကငါအလောင်းကိုမြုပ်နှံတဲ့အခါဒီရွှေလက်နဲ့အတူမြုပ်နှံပေးပါလို့ခင်ပွန်းဖြစ်သူစီကဂတိတောင်းခဲ့ပါတယ်။ခင်ပွန်းဖြစ်သူကလည်းသူမရဲ့စံတာအတိုင်းဂတိပေးပြီးမြုပ်နှံပေးခဲ့ပါတယ်။နှစ်အနည်းငယ်ကြာတဲ့အခါမှာတော့ခင်ပွန်းဖြစ်သူဟာအလွန်ဆင်းရဲသွားပြီးစားဝတ်နေရေးခက်ခဲလာပါတယ်။ဒါကြောင့်သူဟာအကြံပတ်ဆက်ပြီးဇနီးတဲ့ရဲ့ခူကိုသွားပြီးပြန်တူးခဲ့ပါတယ်။သူကရွှေလက်ကိုထုတ်ယူလိုက်တဲ့အချိန်မှာဇနီးတဲ့ရဲ့မျက်လုံးတွေကရုတ်တရက်ပွင့်လာခဲ့ပြီမဲ့သူကတော့ဂယုမဆိုင်ပဲရွှေလက်ကိုအိမ်ထိယူလာခဲ့ပါတယ်။ အဲ့ဒီညမှာပဲဂတိဖြတ်တဲ့ခင်ပွန်းတဲ့စီကိုဇနီးဖြစ်သူရဲ့ဝိညာဉ်ကရွှေလက်ပြန်ယူဖို့ရောက်လာခဲ့ပါတယ်။ခင်ပွန်းဖြစ်သူဟာအလွန်အမင်းကြောက်လန့်သွားပြီးရွှေလက်ကိုပြန်ပေးခဲ့ပေမဲ့ဇနီးဖြစ်သူကတော့လက်ကိုရပြီးတာနဲ့သူ့ကိုတပ်ပစ်လိုက်ပါတော့တယ်